အိမ်ကြွလာတဲ့ပိစိကဗုဒ္ဓတပါးကခါလေးကုန်းနေတာဘာရလို့မဟုတ်အပျော်လောက်တာတို့ရဲ့ပိစိကဗုဒ္ဓကဒီလိုလေးကြွတယ်ဆိုပြီးတော့ရွှေခွက်ကလေးပွေ့ပြီးတော့ခါလေးကုန်းပြီးရည်စရာလောက်တာကကုံးမကြီးဖြစ်နေတကယ်ကတော့အဲ့ဒါမျိုးလေးကစပြီးတော့တော့ကြောက်စရာကောင်းတယ်လို့အကုသိုလ်ကံဥက္ကသေနတထေသာဇလန်းကိုကြည့်လိုက်အောင်မယ်ဆိုရင်သူဇနီးတွေကဗာပြောလိုက်တော့သူတို့ဆူတောင်းတဲ့အခါလှူဒန်းပြီးဆူတောင်းတဲ့အခါဟိုအရှင်မြတ်ကသူတို့ဆူတောင်းပြမှာကိုသိလို့ပြုံးလိုက်တာကိုသူကဘာမှတ်ချက်ပေးတော့ဆိုပြုံးတယ်ဆိုတာသူကသူပြုံးတာနေပါစေပေါ့မဟုတ်ဘူးတို့အရှင်ကနော်ခုခေတ်လိုပြောရင်တော့အနုပညာသမားထမရဲ့လို့ပြောတယ်ပေါ့နော်တို့အရှင်ကဒီစတ္တမနဲ့တူပါတယ်လို့ပြောလိုက်တာဟိုယောက်ျားလို့တဲ့ပုဂ္ဂိုလ်ကလည်းသူဇနီးပြောတဲ့အတိုင်းအေးဟုတ်မှာပေါ့ကွာဒါနဲ့ပဲသူတို့ဇက်ကစားရတဲ့ဘဝမျိုးတွေရောက်သွားတယ်နော်အဲ့ဒါတကယ်စဉ်းစားကြည့်မယ်ဆိုရင်ဘာမှဖြစ်လောက်တာမဟုတ်ဘူးလို့ပြောရဘာမှဖြစ်လောက်တဲ့မဟုတ်တဲ့ကံလေးကလည်းအကျိုးပေးတတ်တယ်ဆိုတာအဲ့ဒါကိုပြောတာနာဟိကမ္မံဝိ